ဥယျာဉ်ပြားမှာဖြူဖြူဖတ်တီတွေ့ရင်ပေါက်ပဲမဟုတ်ဘူးเนาะတခြားဘာတွေဖြစ်နိုင်သေးလဲနံပါတ်1ကတော့ dry scalp ဥယျာဉ်ပြား6တာခေါင်းလျှော်ရည်အပြင်းစားရည်နဲ့ရှုံမိတာခေါင်းနဲ့ခဏခဏလျှော်တာမျိုးဆိုရင်သပင်မှာရှိရဲ့တဘာဝအဆီတွေဆုံးရှုံးပြီးတော့ဥယျာဉ်ပြား6ပြီးတော့ရရနာမျိုးတွေဖြစ်နိုင်ပါတယ်အထူးသဖြင့်စောင်းရသည်လိုမျိုးအေးရရာသီတွေမှာပိုဖြစ်နိုင်ပြီးတော့ပေါင်တာမုံလိုမျိုးအဖြူမုံသေးသေးလေးတွေအနေနဲ့ဥယျာဉ်ပြားမှာတွေ့ရတတ်ပါတယ်ဒီလိုဥယျာဉ်ပြား6တက်တဲ့သူတွေအတွက်ကတော့ရှမ်ပူပျော့စား gentle ရှမ်ပူတွေသုံးပေးပြီးတော့ဥယျာဉ်ပြားကိုအဆိုးတက်ဖြစ်ပေးမယ် moisturizer hair oil နဲ့ hair serum သုံးပေးလို့ရပါတယ်ပြီးတော့သပင်ကိုတစ်ပတ်မှာ2ချိန်3ချိန်လောက်ပဲလျှော်ပေးပါနံပါတ်2ကတော့ dandruff လို့ခေါ်တဲ့တော်တော်များသိကြတဲ့ဥယျာဉ်ပြားမှာပေါက်ထားတာ dandruff တရားဆိုရင် malassezia လို့ခေါ်တဲ့မူတစ်မျိုးကြောင့်ဖြစ်ပြီးတော့အစီပြန်တဲ့ဥယျာဉ်ပြားရှိတဲ့သူတွေ stress များတဲ့သူတွေမှာဆိုရင်ပိုပြီးတော့ဖြစ်နိုင်ပါတယ်။ပေါက်ဖြစ်တဲ့အခါမှာဆိုရင်လည်းသူ့ရဲ့အဖြူအဖက်တရားဆိုရင်အဖက်ပူကြီးတက်ပြီးတော့ဥယျာဉ်ပြားရတာနီမြန်းတာခဏခဏပြန်ဖြစ်တတ်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ဒီလိုပေါက်ဖြစ်နေပြီဆိုရင်တော့ antifungal မှုသက်တဲ့ effect တွေရှိရဲ့ ketoconazole, selenium sulfide, zinc pyrithione လိုမျိုး antifungal shampoo တွေကိုသုံးပေးလို့ရပါတယ်။နံပါတ်3ကတော့ product build up ခေါင်းလိမ့်စီပြပြတွေသုံးမိရမျိုး dry shampoo တွေသုံးတာမျိုး hair spray ခဏခဏသုံးတဲ့သူတွေမှာဆိုရင်ဒီ product လေးတွေကဥယျာဉ်ပြားမှာပေါက်အနေနဲ့လည်းတွေ့ရတတ်ပါတယ်ဒီလိုခြေနေမျိုးမှာဆိုရင်တော့ဥယျာဉ်ပြားကို deep cleansing လုပ်ပေးနိုင်တဲ့ clarifying shampoo တွေကိုတစ်ပတ်တစ်ခါဒါမှမဟုတ်ရင်နှစ်ပတ်တစ်ခါသုံးပေးလို့ရပါတယ်နံပါတ်4ကတော့ content dermatitis သပင်ဆိုးစေးတွေ shampoo တွေ hair styling product တွေကြောင့်မလို့ဥယျာဉ်ပြားလောင်ပြီးတော့တနေရာပဲကွက်ပြီးတော့ဥယျာဉ်ပြား6တာရတာဖတ်ဖတ်လေးဖြစ်တာမျိုးလေးဖြစ်နိုင်ပါတယ်ဒီလိုချိန်မျိုးမှာဆိုရင်တော့3လက်စာ product တွေကိုရက်ပြီးတော့သပင်ကိုပြန်ပြီးအားဖြည့်ပေးမယ် soothing lotion တွေကိုပဲသုံးပေးသင့်ပါတယ်တချို့ချိန်မှာဆိုရင် steroid ပါတဲ့ linseed cream တွေလိုအပ်နိုင်တာမလို့ရေပြားဆရာဝန်ထွေယောဂါကုဆရာဝန်တွေနဲ့တခြားပြသဆွေးနွေးသင့်ပါတယ်နံပါတ်5ကတော့ tinea capitis လို့ခေါ်တဲ့ကလေးတွေမှာဖြစ်များတဲ့မူယောဂါတစ်မျိုးဒီလိုမူယောဂါဖြစ်ပြီးဆိုရင်တော့ခေါင်းမှာအဖြူဖက်ဖက်လေးတွေတွေ့နိုင်တဲ့အပြင်ကိုသပင်အကွက်လိုက်ကြွတာမျိုးလေးတွေလည်းဖြစ်နိုင်ပါတယ်မူယောဂါတစ်မျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ antifungal shampoo တွေလည်းသုံးပေးလို့ရပါတယ်တချို့အခြေအနေတွေမှာဆိုရင်မှုသက်ဆေးပါတဲ့တောက်ဆေးလိုအပ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာဝန်နဲ့လည်းတခြားပြသဆွေးနွေးတဲ့ယောဂါမျိုးစားပဲဖြစ်ပါတယ်နံပါတ်6ကတော့ဥယျာဉ်ပြားကျွပ်ပွေးနာလို့သိကြတဲ့ scalp psoriasis scalp psoriasis ဆိုရင် autoimmune ယောဂါတစ်ခုဖြစ်ပြီးတော့ဥယျာဉ်ပြားမှာအဖြူရောင်ခဲရောင်ချက်ခဲလိုက်အနေနဲ့တွေ့ရတတ်ပါတယ်ဥယျာဉ်ပြားရဲ့ hairline တွေပါကျော်ပြီးတော့တွေ့ရတတ်ပြီးတော့ပုံမှန်မှုသက်ဆေးပါတဲ့ shampoo တွေနဲ့လည်းမသက်သာတတ်ပါဘူးဒီလိုယောဂအခြေအနေမျိုးမှာဆိုရင်တော့အရေးပြအထူးကုဆရာဝန်တွေနဲ့ပဲပြသသင့်ပါတယ်တခြားသိချင်တာလေးရှိရင်လည်းမေးတော့ပြပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်တတာ